ရဲ့ဆူညံမှုတွေချာမှာမြို့ပြရဲ့ဆူညံမှုတွေချာမှာကြော်ကြီးနဲ့များများဆိုတာလူတိုင်းအားကြရဲ့ချစ်တော်လို့ပါကြော်ကြီးရအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Google AI Studio ကိုသုံးပြီးခါမှာကျွန်တော်တို့အသုံးဝင်တဲ့စာသားကနေအတန်ကိုပြောင်းတဲ့နည်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဟာတွေကတော့အခုချိန်မှာခက်စားနေပေါ့နော် movie record တွေပြီးတော့နောက်ခံစကားပြောတွေဘာသာပြန်နေမှာဒါခက်စားပါတယ်အခုတော့ကျွန်တော်ပုံမြင်လေးတစ်ပုဒ်ကိုတုတ်ပြပေးသွားမှာပေါ့နော်ဒီ Google AI Studio ထဲကိုဝင်လိုက်မယ်အကောင့်မဖွင့်ရသေးဘူးဆိုရင်အကောင့်ဖွင့်ပါကျွန်တော်ကတော့အကောင့်ဖွင့်ပြီးသားမို့လို့ဖွင့်တော့ပါဘူးဒီမှာပေါ့နော်ကျွန်တော်ကတော့တစ်ခါတည်းဝင်ထားပြီးသားမို့လို့ဒီတစ်ခါတည်းဝင်ထားပြီးသားမို့လို့သူ that to speak ကိုရောက်တယ်ပေါ့နော်စာသားရိုက်လိုက်တာနဲ့အတန်ထွက်လာတာကိုရောက်တယ်တချို့စက္ကူမှစဝင်တဲ့သူတွေရောက်မယ်တော့မထင်ဘူးအဲ့လိုမျိုးမထင်ဘူးဆိုလို့ရှိရင်လည်း that to speak ဆိုတာလေးကိုရှားပြီးခါမှတစ်ချစ်ထောက်လိုက်ရင်ပြီးဘာမှလုပ်เสียမလို့ပေါ့နော်โอเคဒီနေရာမှာဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့အရင်ဆုံးဒီမှာတစ်ယောက်ပြောသေးချင်တာလားနှစ်ယောက်ပြောသေးချင်တာလား character နှစ်ယောက်ရှိရဆိုနှစ်ယောက်ပြောမယ်တစ်ယောက်ပဲရှိရဆိုတစ်ယောက်တည်းပြောမယ်ရွေးမယ်ပေါ့နော်ကျွန်တော်ကတော့ခုပုံမြင်လေးဆိုတော့တစ်ယောက်တည်းပြောတာကိုပဲရွေးလိုက်မယ်โอเคဒီမှာကြိုက်တာရှိတယ်ဒီမှာယူပြောင်းလို့လည်းရပါဘောနော်ဒါကတော့ free ရတာ free ပဲ Google ကကောင်းတာတခုကလူတိုင်းသုံးနိုင်ရမယ်လူတိုင်းလုံနိုင်ရမယ်ပြီးတော့လူတိုင်းလုံနိုင်တဲ့ဟာလည်းအည်သွေးရှိရမယ်ဆိုပြီးသူရဲ့ဆောင်းမုတ်တိုင်းသူထုတ်ထားတာဖြစ်တယ်ဒါကြောင့်မို့လို့ဒီမှာ free ရတယ်ပေါ့နော် free မရတာလည်းရှိတယ် free မရတာဆိုလို့ရှိရင်ကျွန်တော်တို့ပတ်စံပေးရတယ်ပေါ့နော်နှစ်ခုရှိတယ်အခုကတော့ကျွန်တော် free ရတယ်ပဲဆန်းထားမယ်ဆန်းပြထားတာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာလူတစ်ယောက်ရွေးမှာလားနှစ်ယောက်ရွေးမှာလားတစ်ယောက်ရွေးမှာလားဒါဆိုတော့ကျွန်တော်တစ်ယောက်ကိုရွေးလိုက်ပြီဒီမှာ model state မှာ temperature ဆိုတာကတော့ဒီကောင်ရဲ့ဘယ်လိုပြောမလဲပြောတဲ့ပုံစံပေါ့နော်ပြောတဲ့ပုံစံရဲ့ temperature ဆိုတာတကယ် serious ကြီးလားဘာလားညာလားအဲ့လိုမျိုးတွေပေါ့နော်ဒါဆိုကျွန်တော်ပုံမှန်ပဲထားလိုက်မယ်ဒီမှာ voice မှာတော့ကြိုက်တဲ့ကောင်ရွေးလို့ရတယ်ကျွန်တော်ကတော့ဒီ bug ကိုရွေးလိုက်မယ်ပေါ့နော် Got a project in mind Okay ဒီကောင်ရွေးလိုက်မယ်ကျွန်တော်ဒီကောင်မလေးကမိန်းမလေးပေါ့နော် Ready to build something awesome today ကျွန်တော်ယောက်ျားလေးရွေးလိုက်မယ် Okay ဒီမှာနှစ်ခုကိုကျွန်တော်ပြမယ်နော်နှစ်ခုမှကျတော့ speaker 1ရဲ့နေကဘာနာမည်လဲနာမည်ထည့်လို့ရတယ်ဘယ်သူပြောမှလဲယောက်ျားလေးပြောမှလားမိန်းကလေးပြောမှလားဒီမှာဆိုကျွန်တော်ကပတ်ခဲရွေးထားတာဆိုတော့ဒီမှာ speaker 1ကမိန်းကလေးပြောပြီးခါမှာ speaker 2ကယောက်ျားလေးပြောချင်လဲပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီမှာယောက်ျားလေးကိုပဲယောက်ျားလေးတယောက်တည်းပဲပြောခိုင်းမယ်โอเคကျွန်တော်ရေးပြီးပြီဒါဆိုရင်ဒီမှာတစ်ခုပြောက်သွားလိမ့်မယ်ပေါ့နော် speaker 1 speaker 2ဆိုတာတစ်ခုပြောက်သွားလိမ့်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာဘာရေးမလဲဆိုတော့ read Burmese friendly friendly တုံးနဲ့ဖတ်မယ်ပေါ့နော် no read မဖတ်ပါနဲ့ SAEAD reading a book or letter စာကြီးကိုတိုင်းဖတ်နေလို့မဖတ်ပါနဲ့SPSSDO right story လို့ပဲပြောပါဘောเนาะကျွန်တော်ထားရေးလိုက်ပြီဒါကဘာလို့ထည့်ရတာလဲဆိုရှင်ဒီကောင်ဘယ်လိုပြောသိချင်တာလဲကိုကစိတ်ဆိုးမှန်ဆိုးနဲ့ပြောသိချင်တာလားဒါမှမဟုတ်ဟိုဆက်ဆက်နောင်နောင်နဲ့ပြောသိချင်တာလားဒါတွေပေါ့เนาะကျွန်တော်က story ရေးမှာဆို story ပုံစံလုပ်လိုက်ထည့်လိုက်မယ်ပြီးတော့ဒီမှာကျွန်တော်အရင်က copy ယူထားတာကိုကျွန်တော်ဒီမှာထည့်လိုက်မယ် okay ထည့်လိုက်ပြီးဆိုရှင်အောက်မှာ run ဆိုတာလေးရှိရပေါ့เนาะ run ဆိုတာလေးကိုနှိပ်လိုက်မယ်เนาะအခုဒီမှာကျွန်တော်ကမြို့ပြရဲ့ဆူနယ်မှုတွေချားမှာကြော်ကြီးနဲ့မြင်းမြဆိုတဲ့လူတိုင်းအားကြတဲ့ချစ်တူတို့ကကျွန်တော်ကလကွမ်းထဲစရာကောင်းတဲ့အားလေးကိုဂျမနိုင်ကိုရေးခိုင်းထားတာပေါ့နော်ဒါကွာနဲ့ကိုရေးပြီးထည့်ချင်လဲထည့်လို့ရတယ်ကျွန်တော်ကတော့ဂျမနိုင်ကိုရေးခိုင်းထားတာလေးထည့်မှာဖြစ်ပါတယ်โอเค run လိုက်မယ်ဒါလေးနဲ့ဆိုရင်ဘာလုပ်လို့ရလဲဆို movie record ဟိုဘာလို့ညာတော့လုပ်လို့ရပါဘောနော်သူ YouTube ကနေဗီဒီယိုတစ်ခုယူပြီးတော့ YouTube transcript မှာသွားပြီးခါမှာအင်္ဂလိပ်စာတန်းပြောင်းအင်္ဂလိပ်စာတန်းကိုမှ Google Translate မှာပြန်ပြီးမြန်မာစာတန်းပြောင်းမြန်မာစာတန်းကိုမှကျွန်တော်တို့ဂျမနိုင်မှာသွားပြီးအချောတက်ခိုင်းအချောတက်ပြီးရင်ဒီမှာထုတ်လို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဟိုမူရင်းဗီဒီယိုမှာအတန်ဖြောက်ပြီးမြန်မာအတန်ထည့်လိုက်လို့ရှိရင်ဒါဆိုပြီးဆုံးတဲ့ movie recap လေးရပြီပေါ့နော် movie recap ပါဖြစ်ဒါမှမဟုတ်တစ်ခုနောက်ခံဘာသာစကားနဲ့ပြောတာဟာဖြစ်အင်္ဂလိပ်ကနေမြန်မာလိုပြောင်းလို့ရပါတယ်ဟုတ်ပြီကျွန်တော်တို့ခဏလေးတော့စောင့်အောင်ရပေါ့နော်သူတော်တော်လေးတော့ကြာတယ်ဘာလဲဆိုအရင်က version ကိုသူတို့ free ပေးတာပေါ့နော်အခု version တွေကြတော့သူ free မပေးဘူးအခု version တွေကတော့မြန်မာစကားတော်တော်လေးကောင်းမယ်ထင်တယ်ဒီကျွန်တော်သုံးနေတဲ့အခု free version တော့မှအတော်လေးကောင်းတယ်ပေါ့နော်ပြီးတော့ရင်သိပါလိမ့်မယ်
Okay ခဏလေးတော့ဆောင်ပေးရအောင်မလို့စာတော်တော်ရှည်တယ်ဆိုတော့သူတို့လုံနေတယ်ဘယ်နှမိနစ်လုံမလဲတော့ကျွန်တော်လည်းမသိဘူးဒီမှာဆိုရင်မြို့ပြဆူနိုင်မှုကြီးအကြောင်းမှာကျော်ကြီးနဲ့မြမြတို့ဆိုတဲ့လူတိုင်းအားကြတဲ့ချစ်သူနှစ်ဦးပါတဲ့ကျော်ကြီးကယူသားပြီးကြိုးစားတူတယောက်ဖြစ်တယ်လို့မြမြကလည်းကျော်ကြီးရဲ့ဘဝတော့အမြဲတမ်းအားပေးဖို့တဲ့အဖော်မဝင်ကောင်းဖြစ်ပါတယ်တဲ့သူတို့နှစ်ယောက်ဟာမကြခင်မှာလက်တာပြီးဘဝတစ်ခု မြို့ပြရဲ့ဆူညံမှုတွေချာမှာမြို့ပြရဲ့ဆူညံမှုတွေချာမှာကြော်ကြီးနဲ့မြမြဆိုတာလူတိုင်းအားကြတဲ့ချစ်သူနှစ်ဦးပါကြော်ကြီးကယူသားပြီးကြိုးစားတူတယောက်ဖြစ်တယ်လို့မြမြလည်းကြော်ကြီးရဲ့ဘဝအတွက်အမြဲတမ်းအားပေးပါအဖော်မကောင်းတူဖြစ်ခဲ့ပါတယ်သူတို့နှစ်ယောက်ဟာမကြခင်မှာ ဒါပြီးပြီဒါပေါ့နော်တမိနစ်နဲ့မှမိနစ်40ကြာတယ်မိနစ်40ကြာတာကိုကျွန်တော်တို့ download ဆွဲချင်ဒီရောက်လေးကိုနှိပ်ပြီးရင် download ဆိုတာလေးကိုနှိပ်လိုက်လို့ရှိရင် download auto ဆွဲသွားပါလိမ့်မယ်ပြီးရင်ကျွန်တော်တို့သုံးချင်တဲ့နေရာမှာထည့်သုံးလို့ရပြီပေါ့နော် okay ပဲဒီဟာကတော့ကျွန်တော်သုံးနေတဲ့ free လုံးဝ free ရတဲ့ Tap to speed သွားတယ်မြန်မာစကားလည်းကောင်းကောင်းပြောရတဲ့ AI Google AI Studio ကိုသုံးပြီးခါမှာဘယ်လိုစာသားတွေကနေအတန်ပြောင်းမလဲပြီးတော့တခြင်းအဲ့လိုမျိုးတွေပြောင်းမလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြပေးသွားတာဖြစ်ပါတယ်နောက်ဗီဒီယိုမှာလည်းကျွန်တော်အသုံးဝင်လောက်မဲ့ AI လေးတွေအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်လူတိုင်းလည်းသိပြီးကြမယ်ထင်ပါတယ်ဒီ AI လေးကိုမသိသေးတဲ့လူတွေလည်းစုံအောင်ကြည့်သွားတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် bye